ကင်စနက်ခန္ဓာဆက်များသောဝင်ကိုခွဲဝေ၍ပေါ့အောင်ဆောင်သောအကြောင်းပစ္စုပန်ဝတ္ထုနတ်နှင့်တကွလောကကိုဆုံးမတော်မူတတ်သောတပ်ပညုမြတ်စွာဘုရားသည်ယောပဟထေနစိတ်တေနအစရှိသောဂါထာပုဒ်ဖြင့်တစားဆင်းအပ်သောဤကင်စနက်ခန္ဓာဆက်ကိုဇေတွင်ကျောင်းတော်၌တည်င်းသုံးနေတော်မူစဉ်မထင်ရှားသောယဟန်ကိုအကြောင်းပြု၍ဟောတော်မူ၏တယောက်သောတာဝတိပြည်၌နေသောအမျိုးသားသည်မြတ်စွာဘုရား၏ဓမ္မဒေသနာတော်ကိုနာရ၍ယေရနာတိဟုသောသာနာတော်၌ဝမ်းရေးကိုမငယ်ပဲယဟန်ပြုတတ်ထိုအခါယဟန်အားဆရာဥပဇေတို့သည်ငါရှင်တီလမြည်တီကတပါးအပြားရှိ၏တီလမြည်တီကနှစ်ပါးအပြားရှိ၏သုံးပါးအပြားရှိ၏လေးပါးအပြားရှိ၏ငါးပါးအပြားရှိ၏6ပါးအပြားရှိ၏9ပါးအပြားရှိ၏10ပါးအပြားရှိ၏9ပါးအပြားရှိ၏10ပါးအပြားရှိ၏တီလမြည်တီကများသောအပြားရှိ၏ဤတီလတီကသုလတီလမြည်၏ဤတီလတီကမျက်စိမတီလမြည်၏ဤတီလတီကမဟာတီလမြည်၏ဤတီလတီကပါတိမောက္ခတဝရတီလမြည်၏ဤတီလတီကအိန္ဒရိယတဝရတီလမြည်၏ဤတီလတီကအာဇီဝပါရိတုတ်တိတီလမြည်၏ဤတီလတီကပစ္စယပရိတေဝနတီလမြည်၏ဟုတီလကိုကြားကုန်၏ထိုယဟန်သည်ဤတီလမြည်တီကအလွန်များ၏ငါသည်ဤမြလောက်သောတီလကိုစောင့်တည်၍ကျင့်ခြင်းကမတတ်နိုင်လက်တတ်တီလကိုဖြည့်ခြင်းကမတတ်နိုင်သောသူအားယဟန်အဖြစ်ဖြင့်အဘယ်အကျိုးရှိအံ့နည်းငါသည်လူထက်၍ဒါနအစရှိသောကောင်းမှုတို့ကိုလည်းပြုအပ်သားမယားတို့ကိုလည်းမွေးအံ့ဟုကြံ၏ဤသို့ကြံပြီး၍အရှင်ဘုရားတို့အကျွန်ုပ်သည်တီလကိုစောင့်ခြင်းကမတတ်နိုင်လက်တတ်မတတ်နိုင်သောသူအားလည်းယဟန်အဖြစ်ဖြင့်အဘယ်အကျိုးရှိအံ့နည်းအကျွန်ုပ်သည်လူထွက်အပ်အရှင်ဘုရားတို့၏တပိတ်သင်္ကန်းကိုအရှင်ဘုရားတို့ယူကုန်လောဟုဆို၏ထိုအခါထိုယဟန်ကိုငါရှင်ဤသို့မတတ်နိုင်သည်ရှိသောမြတ်စွာဘုရားကိုရှ िख ိုး၍သာလျှင်သွားလေလောဟုဆိုကုန်၍ဆရာဥပဇေတို့သည်ထိုယဟန်ကိုယူ၍မြတ်စွာဘုရားထံတော်၌ဆောင်အပ်သည်ရှိသောမြတ်စွာဘုရားသည်မြင်တော်မူ၍ယဟန်တို့အလိုမရှိသောယဟန်ကိုယူ၍အဘယ်ကြောင့်လာကြကုန်သနည်းဟုမိန့်တော်မူ၏အရှင်ဘုရားဤယဟန်သည်ငါသည်တီလကိုစောင့်ခြင်းကမတတ်နိုင်တတ်တပိတ်သင်္ကန်းတို့ကိုဥပဇေအားအနှင်း၍ထိုအခါထိုယဟန်ကိုတပည့်တော်တို့သည်ခေါ်ယူ၍လာကုန်၏ဟုလျှောက်ကုန်၏ယဟန်တို့တင်တို့သည်ဤယဟန်အားအဘယ်ကြောင့်များစွာသောတီလတို့ကိုကြားကြကုန်သနည်းအကျဉ်းမြလောက်သောတီလကိုဤယဟန်သည်စောင့်ခြင်းကတတ်နိုင်၏ထိုမြလောက်သောတီလကိုသာလျှင်ဟောကြားအပ်၏ဤနေ့မှစ၍တင်တို့သည်ဤယဟန်ကိုတစုံတစ်ခုသောစကားကိုမဆိုကြကုန်လင့်ငါသည်ဤတီလ၌ပြုအပ်သည်ကိုသိအံ့ဟုမိန့်တော်မူ၍ယဟန်တင်သည်လာလဲတင့်အားများစွာသောတီလဖြင့်အဘယ်ကျိုးရှိအံ့နည်းသုံးပါးသောတီလတို့ကိုသာလျှင်စောင့်ခြင်းကတတ်နိုင်လက်တံလောဟုမေးတော်မူ၏အရှင်ဘုရားစောင့်ခြင်းကတတ်နိုင်ပါ၏ဟုနားတော်လျှောက်၏ယဟန်ထိုတို့တပည့်ကတင်သည်ဤနေ့မှစ၍ကာရဓာရဝစီဓာရမနောဓာရဤဓာရသုံးပါးတို့ကိုစောင့်လောကိုယ်ဖြင့်မကောင်းမှုကိုမပြုလင့်နှုတ်ဖြင့်မကောင်းမှုကိုမပြောလင့်စိတ်ဖြင့်မကောင်းမှုကိုမပြုလင့်သွားလောလူမထွက်လင့်ဤတီလသုံးပါးတို့ကိုသာလျှင်စောင့်လောဟုမိန့်တော်မူ၏ဤမြအတိုင်းအရှိဖြင့်ထိုယဟန်သည်နှစ်သက်သောစိတ်ရှိသည်ဖြစ်၍အရှင်ဘုရားကောင်းပါပြီစောင့်အံ့ဟုမြတ်စွာဘုရားကိုရှ िख ိုး၍ဆရာဥပဇေတို့နှင့်အတူသာလျှင်သွား၏ထိုယဟန်သည်သုံးပါးသောတီလကိုစောင့်စီလျက်လျင်ငါ၏ဆရာဥပဇေတို့သည်ဟောကြားအပ်သောတီလသည်လည်းဤမြသာလျှင်သည်ထိုဆရာဥပဇေတို့သည်ကမိမိတို့၏ဖျားမုတ်သည်အဖြစ်ကြောင့်ငါကိုတိစိန်တော်ငါမတတ်နိုင်ကိုမြတ်စွာဘုရားသည်ကကိုတော်၏တပ်ပင်ညုတဉာဏ်ကိုကောင်းစွာသိတော်မူသည်၏အဖြစ်ကြောင့်အတုမရှိသောတရားမင်းဖြစ်တော်မူသည်အဖြစ်ကြောင့်ဤမြသောတီလကိုသုံးပါးသောဓာရတို့၌သာလျှင်တည်၍ငါကိုမှတ်စေ၏စင်စစ်မြတ်စွာဘုရားသည်ငါ၏ကိုးကွယ်ရာဖြစ်တော်မူ၏ဟုသိ၏သိပြီး၍ဝိပဿနာကိုပွားစေ၍2ရက်3ရက်ဖြင့်အာရတ္တဖို့၌တည်၏
ထိုအကြောင်းကိုသိ၍တရားသဖြင့်၌စီဝေးကုန်သောယဟန်တို့သည်ငါရှင်တို့များစွာကုန်သောသီလတို့ကိုစောင့်ခြင်းကမတတ်နိုင်လက်တန့်ဟုလူထွက်လိုသောထိုယဟန်ကိုအလုံးစုံသောသီလတို့ကိုသုံးစုတို့ဖြင့်ခြုံ၍မှတ်စေပြီးလျှင်မြတ်စွာဘုရားသည်အာရတဖို့သို့ရောက်စေတော်မူတည်းမြတ်စွာဘုရားတို့၏အာနုဘော်မြည်သည်ကအံ့ဘွယ်ရှိစွာဟုမြတ်စွာဘုရား၏ကျေးဇူးတို့ကိုဟောပြောကုန်လျက်နေကြကုန်၏မြတ်စွာဘုရားသည်လာတော်မူလက်၍ယဟန်တို့ငါလာတော်မူသောအခါ၌အဘယ်စကားဖြင့်စီဝေးကြကုန်သနည်းဟုမေးတော်မူ၍ဤမည်သောစကားဖြင့်စီဝေးကြကုန်၏ဟုနားတော်လျှောက်သည်ရှိသောယဟန်တို့ယခုအခါသာလျှင်အလွန်လေးသည်လည်းဖြစ်သောဝင်သည်အစု၏အစွမ်းအားဖြင့်ခွဲဝေ၍ပေးအပ်သည်ရှိသောပေါ့တကဲ့သို့ဖြစ်သည်မဟုတ်သည်ရှေ့၌လည်းပညာရှိတို့သည်ကြီးစွာသောရွှေတုံးကိုရ၍ချီအံ့သောငါမတတ်နိုင်သည်ရှိသောခွဲဝေခြင်းကိုပြု၍သွားဘူးကုန်ပြီဟုမိန့်တော်မူ၍အတိတ်ကိုဆောင်တော်မူ၏အတိတ်ဝတ္ထုလွန်လေပြီးသောအခါဗာရဏသီပြည်၌ဗြဟ္မရတ်မည်သောမင်းသည်မင်းပြုသည်ရှိသောဖျားလောင်းသည်တခုသောရွာ၌လေထွန်သောယောက်ျားသည်စွန့်အပ်သောဂါမခေတ်၌ထွန်၏ရှေ့၌လည်းထိုရွာဝယ်တယောက်သောဥစ္စာစည်းစိမ်နှင့်ပြည့်စုံသောတထေးသည်လုံးပတ်ပေါင်းပမာဏရှိသောအလျား4000ပမာဏရှိသောရွှေတုံးကိုမြုပ်၍သေ၏ထိုရွှေတုံး၌ဖျားလောင်းသည်ထွန်သွားသည်ညှိ၍တည်၏ဖျားလောင်းသည်တစ်မြစ်အစဉ်သည်ဖြစ်လက်တံဟုမြေကိုရက်သည်ရှိသောထိုရွှေတုံးကိုမြင်၍မြေဖြင့်ဖုံးလွှမ်း၍နေဝင်သည်ရှိသောတဘိုးထွန်တုံးအစရှိသည်တို့ကိုတင်အပ်သောအရ၌ထား၍ရွှေတုံးကိုယူ၍သွားအံ့ဟုရွှေတုံးကိုချီ၏ချီခြင်းငါမတတ်နိုင်သည်ရှိသောထိုင်၍ဤမြဝမ်းကိုမွေးခြင်းငါဖြစ်လက်တံဤမြကိုမြုပ်၍ထားအံ့ဤမြကိုအမှု၌ရှင်စေအံ့ဤမြသည်ဒါနအစရှိသောပုံညကရိယာအကျိုးငါဖြစ်လက်တံဤသို့လေးစုတို့ကိုပြု၍ဤသို့လင်ဖျားအလောင်းဤခွဲဝေသောကာလ၌ထိုရွှေတုံးသည်ပေါ့တကဲ့သို့ဖြစ်၏ဖျားအလောင်းသည်ထိုရွှေတုံးကိုဆောင်ပြီးလင်လေးစုခွဲ၍ဒါနအစရှိသောကောင်းမှုတို့ကိုပြု၍ကံအားလျော်စွာလာ၏ဤသို့လင်မြတ်စွာဘုရားသည်ဓမ္မဒေနာကိုဆောင်တော်မူ၍ဖျားဖြစ်တော်မူပြီး၍ယောပဟထေနစိတ်တေနပဟထမနသောနယောဘာဝေတိကုသလံဓမ္မံယောဂခေမတ္တပတ္တိယပါပုနေအနုပုပ္ပေနတပ္ပတံယောဇနက္ခယံအစရှိသောဤဂါထာကိုဟောတော်မူ၏ယောနယောအကျဉ်သူသည်ပဟထေနနိဝရဏကင်းသဖြင့်ရှင်လန်းသောစိတ်တေနစိတ်ဖြင့်ပဟထမနသောရှင်လန်းသောနှလုံးရှိသည်ဖြစ်၍ရောဂခေမတ္တရောဂလေးပါးတို့ဖြင့်ဘေးမရှိသောနိဗ္ဗာန်သို့ပတ္တိယရောက်ခြင်းငါကုသလံအပြစ်မရှိသောဓမ္မံ38ပါးအပြားရှိသောဗောဓိပက္ခိယတရားကိုဘာဝေတိပွားစေ၍သောနရောထိုသူသည်အနုပုပ္ပေနအစဉ်သဖြင့်တပ္ပတံယောဇနက္ခယံအလုံးစုံသောတန်ရောစဉ်တို့၏ကုံချင်းသို့ပြုတတ်သောအာရတမတ်၏အစုံ၌ဖြစ်ခြင်းကြောင့်တပ္ပတံယောဇနနက္ခယံဟုသောရေတွက်ခြင်းသို့ရောက်သောအာရတဖို့သို့ပါပုနောရောက်၏ဇက်ပေါင်းဤသို့မြတ်စွာဘုရားသည်အာရတဖို့ကိုအထွတ်ပြုသဖြင့်ဒေသနာကိုပြီးစီ၍ယခုအခါငါဘုရားသည်လင်ထိုအခါရွှေတုံးရသောယောက်ျားဖြစ်ဖူးပြီဟုဇက်ကိုပေါင်းတော်မူ၏လေးတိဝင်သာပေါ့စိတ်ငါစိတ်ဖြာဝေခွဲဉာဏ်နှင့်တွဲ6ခုတို့၏ပြေကြောင်းဖြစ်သောကင်စနက္ခန္ဓာဇက်သည်ပြီး၏